ဒီကလေးကတော့ကျွန်တော်ဒါ feather flower လို့ခေါ်ပါတယ်feather flower ဆိုတာကကျွန်တော်တို့ magic flower လို့လည်းခေါ်ပါတယ်ကျွန်တော်တို့ magician တွေသုံးတဲ့ပတ်မွင့်လေးပါဒီပတ်မွင့်လေးကကျွန်တော်တို့တာမန်စတိုးဆိုင်တွေပတ်မွင့်တွေရောင်းတဲ့ဆိုင်တွေမှာဝယ်တဲ့ပတ်မွင့်တွေနဲ့မတူပါဘူးဒါအထူးပြုလုပ်ထားတဲ့ပတ်မွင့်လေးဖြစ်ပါတယ် feather flower ဆိုတဲ့အတိုင်းကျွန်တော်တို့ငှက်မွေးနဲ့ပြုလုပ်ထားပါတယ်ဒါမှလည်းကျွန်တော်တို့လိုအပ်တယ်လို့သိန်းတာပြုတာကျွန်တော်ဒီပတ်မွင့်လေးကိုဒါအပီယာဖြစ်အောင် display ဖြစ်အောင်စားတဲ့ပြကွက်တွေမှာသုံးဖို့အတွက်ကျွန်တော်တို့အဆင်ပြေပါလိမ့်မယ်အဲ့လိုပါအဲ့တော့ဆက်လက်ခံပါနော်အဲ့ဒါကတော့ဒီမှာစတော့စနေဟုတ်နော်အဲ့ဒါစနေတယ်အဲ့ဒါစနေတော့ဒီလိုပန်းမွေလေးတွေကကျွန်တော်ဝယ်လို့မရဘူးကိုယ်တိုင်လုပ်အောင်အဲကျွန်တော်တို့ magician တွေမှာ magic engineer ဆိုပြီးပညာရှိပါတယ်အဲ့တော့အဲ့ဒီပညာပြကွက်တိုင်းမှာဒီတိဆောက်ရတဲ့ပညာပိုင်းကိုကျွန်တော်တို့ကလေ့လာအောင်ပါဒီနေ့ကတော့ကျွန်တော် feather flower ထုတ်လုပ်မှုဘိုင်းလေးကိုပိတ်သက်အတွက်ဘုသူရတစ်ခုအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာစပုတ်တာပေါ့နော်စပုတ်တာနှစ်ချောင်းကိုဒီလိုရစ်ပြီးတော့ဆက်လို့ရအောင်ကျွန်တော်လုပ်လိုက်နော်ဒီဆက်လို့ရတော့အဲကြရင်ဒီမှာကကျွန်တော်တို့အကောင့်လေးတွေပါတယ်ဟိုဘက်ထိပ်မှာလည်းအကောင့်လေးပါတယ်ဒါလေးတွေကိုကျွန်တော်တို့က glider နဲ့ဖြတ်ပလိုက်နော်ဂီတာတွေမှာသုံးတဲ့ဂီတာကျိုးနဲ့နော်ဒီမှာပြန်တက်ဒါမှဒီလိုလေးတွေတော့အနီးဝက်ဆန်ဒီဝက်ဆန်မှာဒါကနှစ်လက်မဲ့ခွဲစနော်နှစ်လက်မဲ့ခွဲစကိုဒီပုံမှာရင်စပြီးတော့တင်တော့ရက်ကိုလှနေပါတကယ်လေဒီစင်းရောက်သွားပြီဆိုလို့ရှိရင်အရွက်ကလေးထည့်ရမှာပေါ့နော်တပင်းနေတဲ့သဘာဝအတိုင်းအရွက်ကလေးတွေကအစိမ်းအောင်ရွက်လေးထည့်ပဲဘာသာအစိမ်းရွက်ကလေးတွေကလူလေးတွေပေါ့နော်လှအောင်လေးတွေဟိုဘက်ဒီဘက်ကဲအခုဒါဆိုရင်ပန်းမွန်းတစ်ဝက်ကိုတွေကတော့ပြီးသွားပြီနော်ဒါမျိုးလေးနောက်တစ်ပွေးထပ်လုပ်ပါရောက်ဒါလေးကြိုင်လာကျွန်တော်တို့လုံးမဲ့ဒီပန်းကိုင်အတိုင်းပေါ့နော်ကျွန်တော်တို့က9ပွင့်ပါမာလား9ပွင့်ပါမာလား10ပွင့်ပါမာလားပေါ့နော်ကိုအသုံးပြုမဲ့ဒီပစ္စည်းခင်းမဲ့ပုံမှာမူတည်ပြီးတော့အခုကျွန်တော်နောက်ထပ်ပန်းမွေလေးတွေမှာတစ်ခိုင်နှစ်ခိုင်ပေါ့နော်ဒီမှာ3ပွင့်ပေါ့4ပွင့်ပေါ့နော်စသဖြင့်ကိုလိုတော်လေးလုံမယ်လုံပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကတော့ sport တန်လေးမှာဒီကောင်လေးတွေကိုစီပြီးတော့စီးရမှာဖြစ်ပါတယ်အခုကတော့ sport တန်ပေါ်မှာစပြီးတော့တည်ပါပြီအကျဉ်းရမရအကျဉ်း好吧，你洗哪里？没得洗，洗哪里？好不啦？来，这个，然后这个，那呗，那嘛就得留洗呀，没了呗。အခုဆိုရင်ဒီဘက်ကပန်းကိုင်လေးရသွားပြီပေါ့နော်ပြီးတော့သူနဲ့လာပြီးတော့ taste ဆက်မဲ့နေရာမှာဒီမှာရှိတယ်ပေါ့ဒီနေရာလေးကိုကျွန်တော်တို့ကာဗာလေးပေါ့ဒီခေါင်းလေးကိုပြောက်အောင်ကျွန်တော် whistle လေးတစ်ခုနဲ့မှန်ပြီးတော့လုပ်ပါမယ်အဲ့အတွက်ကျွန်တော်တို့ဒီမှာအစာလေးတစ်စခံလိုက်ပါတယ်ပေါ့နော်ခံပြီးတဲ့အခါမှာကျွန်တော်တို့အခုဒီမှာစပြီးတော့စီးပါမယ်ဒါကျွန်တော်တို့ဒီပန်းစီးတဲ့အခါကျတော့လက်နဲ့ကြီးပဲစီးလို့ရှိရင်လည်းမလွယ်ဘူးဗျတော်တော်ညောင်းတယ်ဆိုတော့ဒါဘာလို့ရလဲဆိုတော့အခုလိုမျိုးကျွန်တော်တို့ဒီဂန်းလေးတွေပေါ့နော်ဂန်းလေးတွေနဲ့စီးရင်ပို့ပြီးတော့မြန်လဲမြန်တယ်ပေါ့နော်ပြီးတော့ကြစ်အားလဲပို့ကောင်းတယ်ပေါ့နော်ကဲအခုဆိုရင်ကျွန်တော်တို့နောက်ထပ်ဒုတိယအောက်ကအဆင့်လေးလည်းရသွားပြီပေါ့နော်ရသွားပြီဆိုတော့ဒီနှစ်ခုကိုတစ်ဆက်ချင်အောင်နော်ဒါခေါင်းကပထမလောက်ထားတဲ့ကဒါအခုကျွန်တော်နောက်လောက်ထားတယ်ဟာဒီမှာကျွန်တော်တို့အဆက်နေရတယ်အားတစ်ခါလေးကြည့်ပြီးတော့ဆက်လိုက်မယ်โอเคတဲ့တော့လာရပန်းတိုင်းကြီးဟာနော်ပန်းတိုင်းတော့ရှိတယ်ကျွန်တော်တို့ဒါ2ပေခွဲလောက်ရှိမယ်နော်ကျွန်တော်ဒါလေးကိုဘယ်လိုသုံးပြုလဲဆိုတာလေးကိုသုံးပြုတဲ့ပြကွက်တွေတွေကနေပြီးတော့နမူနာလေးတစ်ခုပြမယ်โอเคကြည့်အောင်ခဏ come on ပြကွက်လေးကတော့အောင်မြင်သွားပြီဂိမ်းလေးတဲ့တယ်အဲ့တော့တချို့ကတို့ magic ကိုလွယ်သလားလို့ထင်နေကြနော်လွယ်တဲ့အလုပ်တော့မဟုတ်ဘူး
လက်တွေ့ကြလိုက်မဲဒီမြန်မာနိုင်ငံတွင်လုပ်ပြီးမဲဒီလင်းနေ